ဘယ်တော့အခါမှကလိန်မကြပါနဲ့နောက်ကျောဓာတ်နဲ့မထိုးပါနဲ့ဝင်မကြော်ပါနဲ့ကိုပိုင်စီးပွားရေးလုပ်နေတဲ့သူတွေစီးပွားရေးနယ်ပယ်ထဲမှာသတိထားရမယ်အချက်၃ချက်နံပါတ်1ဘယ်တော့အခါမှဂတိမပြတ်ပါစေလုပ်ငန်းတစ်ခုသို့မဟုတ်အလုပ်တစ်ခုလုပ်တဲ့အခါမှာဂတိစကားတစ်ခုကအရန်ကိုအရေးကြီးပါဂတိမတည်ရသူဗစတဲ့ရှိရပြောတတ်တဲ့သူတွေနဲ့ဘယ်သူမှအလုပ်ပွဲမလုပ်ချင်ကြဘူးကျွန်တော်တို့ဂတိမတည်ရသူတွေနဲ့အလုပ်လုပ်ရတာအလွန်စိတ်ပြတ်ဖို့ကောင်းတယ်လို့အလုပ်လုပ်တဲ့အခါမှာလည်းရှေ့မရောက်နိုင်တာကြောင့်ဘယ်သူမှဂတိမတည်ရသူတွေနဲ့အလုပ်ဆက်မလုပ်ချင်ကြပါဘူးနံပါတ်2လုပ်ဖို့ကင်ဘက်မိတ်ဆွေတွေအပေါ်မှာဘာအကြောင်းကြောင့်နဲ့မှဝင်မကြော်မိပါစေနဲ့အချင်းချင်းဝင်ကြော်ရိုက်တဲ့သူကအလွန်ကြောက်ဖို့ကောင်းပါတယ်အဲ့လိုဝင်ကြော်ရိုက်တဲ့သူတွေနဲ့အလုပ်တွဲလုပ်မိလို့ကတော့ပေဖို့သာပြင်ထားတယ်ဘာလို့လဲဆိုတော့သူတိုးတက်လန်းတွေတင့်ကိုချိန်မရွေးနောက်ကျုပ်ကနေဓာတ်နဲ့ထိုးသွားနိုင်လို့ပါဒီလိုစိတ်နေစိတ်ထားရှိတဲ့သူတွေဝင်ကြော်ရိုက်တဲ့သူတွေစီးပွားရေးလောကထဲဝင်လာခဲ့ရင်မာနှက်ထက်တောင်ကြောက်ဖို့အရန်ကောင်းပါတယ်ဘာလို့လဲဆိုတော့အဲ့လိုလူမျိုးနဲ့အလုပ်တွဲလုပ်မိလို့ကတော့တင့်စီးပွားရေးလုပ်ငန်းကြီးတစ်ခုလုံးကိုစောက်ထိုးမိုးမြော်ဖြစ်သွားအောင်ဝင်မှုတက်လို့ပါစီးပွားရေးလောကထဲမှာအဲ့လိုဝင်ကြော်ရိုက်တဲ့သူတွေကိုဝေးဝေးရှောင်ပြီးဘယ်သူကမှလုပ်ငန်းတွဲလုပ်ဖို့အတွက်စိတ်ကူးရှိမှာမဟုတ်ပါဘူးနံပါတ်3မူသားတကားမပြောမိပါစေနဲ့ကိုယ့်ကိုအထင်ကြီးစေခြင်းလိုပဲဖြစ်ဖြစ်ငွေရေးကြီးရေးကြောင့်ပဲဖြစ်ဖြစ်စီးပွားရေးလောကထဲမှာမူသားတကားပြောမိလို့မရပါဘူးကိုပြောလိုက်တဲ့အလိညာတွေကိုတစ်ဖက်သူမယိမ့်မိခင်အထိတော့အဆင်ပြေနေရလို့ထင်ရပေမဲ့စီးပွားရေးနယ်ပယ်ကကျဉ်လေးပါသတင်းစကားပြန့်လာတယ်မြန်ပါတယ်ကိုအလိညာတွေသာတည်သွားခဲ့မယ်ဆိုရင်စီးပွားရေးလောကထဲမှာဘယ်တော့မှနလန်ထူနိုင်မှာဟုတ်ပါစီးပွားရေးနယ်ပယ်ထဲမှာအလုပ်လုပ်တဲ့အခါစူးစမ်းပါဖြတ်ထိုးညံသုံးပါသူများထက်လဲအောင်လုပ်ပါသူများထက်ပပလေးလက်နေအောင်နေပါဒါပေမဲ့ဘယ်တော့အခါမှကလိန်မကြပါနဲ့နောက်ကျောဓာတ်နဲ့မထိုးပါနဲ့ဝင်မကြော်ပါနဲ့အဲ့လိုလုံမိလို့ကတော့စီးပွားရေးလောကထဲမှာဘယ်တော့မှနလန်ပြန်ထူနိုင်မှာမဟုတ်ပါဘူး